ထိုင်းနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတယ်ဒီနေရာမှာကျွန်တော်တို့ရဲ့ရွှေပြောက်မြန်မာလူသမားတွေအများဆုံးလုပ်ကိုင်တဲ့နေရာတွေလည်းဖြစ်ပါတယ်ဘယ်လိုလိုမျိုးလုပ်ကိုင်လဲဆိုလို့ရှိရင်လေယာလုပ်ငန်းတွေတို့ကြံခင်းတွေတို့ပြီးလို့ရှိရင်ဘာချမ်းမျိုးတွေမှာကျွန်တော်တို့ရွှေပြောက်မြန်မာလူသမားတွေအများဆုံးရှိတဲ့အတွက်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကို sharing လုပ်သွားပေးကြပါဦးထိုင်းဆိုရရဲ့ဒီ AB လက်16ရက်နေ့ထုတ်ပြန်ထားတဲ့သတင်းကတော့မြေကြီးအဖျားယောဂါဆိုပြီးတော့လူပေါင်း900ကျော်ကကုသခံထားပြီးတော့လူပေါင်း23ဦးကတော့ဒီယောဂဝေဒနာခံစားပြီးတော့အသက်ဆုံးရှုံးသွားတဲ့သတင်းလေးကိုဒီထိုင်းဆိုရနေပြီးတော့ AB လက်16ရက်နေ့မှာသူတို့ရဲ့လေးလပတ်အစည်းအဝေးမှာထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ဒီသတင်းကိုအခုလိုမျိုးထုတ်ပြန်ခဲ့လဲဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့ဘက်တီးရီးယားယောဂအသစ်မဟုတ်ဘဲနဲ့ရခိုင်ကလေးကကျွန်တော်တို့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအပါအဝင်ရှေ့တောင်အာရှမှာအဖြစ်များနေတဲ့အများဆုံးမိုးရသည်လိုရာသီဥတုမျိုးဟာဖြစ်ပွားနေတဲ့ယောဂအဟောင်းလည်းဖြစ်ပါတယ်။ဘာကြောင့်အခုမှထိုင်းဆိုရနေပြီးတော့ထုတ်ပြန်ကြေညာခဲ့လဲဆိုလို့ရှိရင်သူတို့ထိုင်းနိုင်ငံမှာကျင်းပတဲ့လေးလပတ်အစည်းအဝေးမှာဒါကျွန်တော်ဇန်နဝါရီလ1ရက်နေ့ကစပြီးတော့ဒီ AB လအထိလေးလပတ်အစည်းအဝေးမှာဒီယောဂကုသခံရသူနဲ့ဒါအသက်ဆုံးရှုံးတဲ့လူကလူဦးရေကရခိုင်နှစ်ထက်ပုံမှန်များပြားတဲ့အတွက်ထိုင်းဆိုရနေပြီးတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေသိရှိအောင်လို့ဒါကာကွယ်နိုင်အောင်လို့သတင်းထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ရေနဲ့မြေကြီးနဲ့ထိတွေ့ပြီးတော့လှုပ်ကန်နေတဲ့လူတူတယောက်ရဲ့ဒါခြေသေးလိုနေရာမျိုးကနေဒါမှမဟုတ်လို့ရှိရင်ယောဂပိုးမရှိတဲ့ရေမွေးကနေခြူဆိုင်မိလိုက်တာတို့ပြီးလို့ရှိရင်ကျွန်တော်အနာတရားရှိနေတဲ့ရေတွေဒီလိုယောဂပိုးမရှိတဲ့ရေတွေမြေကြီးနဲ့ထိတွေ့မိပြီးတော့ယောဂပိုးမရဝင်ပြီးတော့ကြတော့ဒါ2ရက်အတွင်းမှာအပြင်းဖျားနာတာတွေဒီဘက်တီးရီးယားပိုးမရရေပြားတွေဝင်သွားပြီးတော့အနာတွေပြည်တရားတွေခန္ဓာကိုယ်မှာရေပြားယောဂပုံစံမျိုးဖြစ်ပွားတာဖြစ်နိုင်ပါတယ်စီးကြိုကြောက်ကကိုခန့်အားနဲ့လူတွေအတွက်ဒီလိုယောဂမျိုးဖြစ်ပွားလို့ရှိရင်အသက်အန္တရာယ်ပို့ပြီးတော့စိုးရိမ်ရတာပဲဖြစ်ပါတယ်ဒီကြောင့်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထိုင်းရောက်နေတဲ့ကျွန်တော်ရွှေပြောက်မြန်မာလူသမားတွေအများဆုံးလုပ်ကိုင်နေတဲ့လေယာလုပ်ငန်းလိုနေရာမျိုးတွေပြီးလို့ရှိရင်ကြံခင်းစိုက်ခင်းလိုနေရာမျိုးတွေလွားဝါချမ်းလိုနေရာမျိုးတွေမှာကျွန်တော်ရွှေပြောက်မြန်မာလူသမားတွေအများကြီးရှိတဲ့အတွက်အခုလိုမဖြစ်ပွားအောင်လို့မိမိတို့ကအလုပ်လုပ်ကိုင်မယ်ဆိုလို့ရှိရင်မြေကြီးနဲ့ထိတွေ့တဲ့နေရာတွေညင်ညမ်းတဲ့ရေနဲ့ထိတွေ့တဲ့နေရာမှာလုပ်ကိုင်မယ်ဆိုလို့ရှိရင်ဒဏ်ရာတွေရှိခဲ့မှဆိုရင်ဒီလိုဒဏ်ရာမျိုးတွေကိုယောဂပုံမှန်ဝင်နိုင်အောင်လို့ဖုံးကွယ်မှုပြုလုပ်တာတွေပြီးလို့ရှိရင်ကျွန်တော်6လောက်မှဆိုလို့ရှိရင်လည်းဘိုးဖက်တွေဝတ်တာတွေလက်မှဆိုရင်လက်တွေဝတ်ပြီးတော့လုပ်တာတွေဒါမျိုးတွေလုပ်ကြဖို့အတွက်ကျွန်တော်ဒီကနေပြီးတော့ရွှေပြောင်းမြန်မာလူသမားတွေအတွက်ကျွန်တော်မိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးကိုပြုလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုလည်းမိတ်ဆွေတို့က sharing လုပ်သွားပေးကြပါဦးနောက်လာမယ့်အကြောင်းအသစ်တွေကိုသိရှိနိုင်မှုအတွက်ကျွန်တော်ရဲ့ account လေးကိုလည်း follow လုပ်သွားပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ